ရွှေရွှံအင်ပါယာ၏ဘုရင်ဖြစ်သူမှသူ၏စစ်တီတော်များအားအသည့်အနေထားပြင်ထားရန်နှင့်လိုအပ်ပါကအင်အားသုံးတိုက်ခိုက်ရန်အမိန့်ပေးခဲ့သည်သူသည်ရွှေရွှံအင်ပါယာကိုမည်သူလက်ထဲမှအကြမခံနိုင်ကြောင်းပြက်ပြက်သားသားဆုံးဖြတ်ထားပါသည်မင်းသားရှိအားဇက်လိုက်သည်တိမ်တိုက်များပေါ်တွင်တည်ရှိနေသောကြည်ကျိုးရဲရှောင်မြို့တော်သို့ရောက်ရှိလာသည်ထိုနေရာသည်သူ၏အရင်ဘဝကမိသားစုဝင်များနေထိုင်ခဲ့သည့်နေရာဖြစ်ပြီးယခုအခါအခြေအနေများပြောင်းလဲသွားသည်ကိုတွေ့ရှိကာစုံစမ်းရန်ဆုံးဖြတ်လိုက်သည်ရှိအားသည်တောင်ကြားတစ်ခုအတွင်းရှိတားမြစ်နယ်မြေတစ်ခုသို့ရောက်ရှိသွားသည်ထိုနေရာတွင်အင်အားကြီးမားသောစောင့်ရှောက်သူများနှင့်အကာအကွယ်တားအဆီးများရှိနေသဖြင့်တိုက်ရိုက်ဝင်ရောက်ရန်မလွယ်ကူကြောင်းသိရှိသွားပြီးအခြားနည်းလမ်းတစ်ခုကိုစတင်စဉ်းစားခဲ့သည်ဂျီကျိုးမြို့အတွင်းလှည့်လည်ကြည့်ရှုရင်းဂျီမိသားစုဝင်အသစ်များအားခေါ်ယူနေသည်ကိုတွေ့ရှိရသည်သူသည်အင်အားကြီးအဖွဲ့အစည်းတစ်ခုခု၏ထောက်ခံချက်ဖြင့်ဂျီမိသားစုအတွင်းသို့ဝင်ရောက်ကာသူ၏ရည်ချင်းကိုပြသရန်အစီအစဉ်ဆွဲခဲ့သည်ရုတ်တရက်ကောင်းကင်မှအလင်းတန်းတစ်ခုကျဆင်းလာပြီးနတ်ဆေးရည်ဖဲ့အိုတစ်မျိုးပေါ်ထွက်လာသည်ထိုဆေးရည်ကိုရရှိရန်အတွက်ရှိအားနှင့်အခြားပြိုင်ဘက်တဦးပုံစံပြောင်းလဲလိုက်ပါတယ်